ဒီဇလန်ကတော့ West Virginia ပြည်နယ်က Jimmy Logan ဆိုတဲ့လူတစ်ယောက်နဲ့စတင်ထားပါတယ်။ Jimmy ဆိုတာကကန်တရားမျက်နှာတာမပေးတဲ့သူတစ်ယောက်ပါ။အထက်တန်းကျောင်းတုန်းကတော့ဘောလုံးကျေပွင့်တစ်ယောက်ဖြစ်ခဲ့ပေမဲ့စိတ်မကောင်းစွာပဲဒုဒဏ်ရာရပြီးနောက်ပိုင်းမှာဆောက်လုပ်ရေးအလုပ်ကျမ်းပဲလုပ်နေရပါတော့တယ်။ဒါပေမဲ့ဒီမှာတင်မပြီးတဲ့ပဲ Charlotte ကားပြိုင်ကွင်းအောက်ကဥမင်တွေပြုတ်ပြနေရတော့မှအဲ့ဒီအလုပ်ကနေဖြုတ်ခံလိုက်ရပြန်ပါတယ်။အကြောင်းကတော့အလုပ်လျှောက်တုန်းကသူ့ခြေထောက်မကောင်းတာကိုထည့်မရေးပဲလိန်လေခဲ့လို့ဖြစ်ပါတယ်။သူ့အတွက်တူကန်ဆိုးတဲ့နေ့ပါပဲ။တစ်ဖက်မှာလည်းသူ့ရဲ့မိသားစုအခြေအနေကတိတ်မကောင်းလာပါဘူး။သူ့ရဲ့မိန်းမဟောင်းဘော်ဒီကကားရောင်းဝယ်ရေးတစ်ထည်မူဒီနဲ့လက်ထက်သွားပြီးဖြစ်တာကြောင့်ဂျင်မီအတွက်ကတော့သူ့တမီလေးဆေဒီကကဘာကြီးတစ်ခုပါပဲ။ဒါပေမဲ့သူ့မိန်းမဟောင်းအိမ်ကိုသွားပြီးတမီလေးကိုသွားတွေ့တဲ့အခါဘော်ဘီတို့လင်မယားကနောက်ပြည်နယ်တစ်ခုကိုပြောင်းကြတော့မယ်ဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်မို့လို့သူ့တမီနဲ့တွေ့ရဖို့ဆိုတာဂျင်မီအတွက်ရှေ့လျှောက်ပိုခက်ခဲသွားမှာပါ။နောက်ပြီးဂျင်မီဟာငွေရေးကြေးရေးမပြေလေပဲမွေးနေတာဖြစ်ပြီးဘလောက်တောင်ဆိုးလဲဆိုရင်ဖုန်းပေတောင်ပုံမှန်မဆောင်နိုင်လို့လိုင်းအဖြတ်ခံနေရတဲ့အနေထားပါပဲညဘက်အရောက်မှာတော့ဂျီမီတယောက်သူ့ညီခလိုက်အလုပ်လုပ်နေတဲ့ဘားကိုသွားခဲ့ပါတယ်ခလိုက်က အီရန်စစ်ပြန်တယောက်ဖြစ်ပြီးစစ်ပွဲအတွင်းမှာပဲသူ့ဘေဘက်လက်ကိုဆုံးရှုံးထားရကလက်အတုတက်ထားရပါတယ်သူဟာလိုဂန်မီတာစုဟာကန်ဆိုးချင်းချိန်စာတင်နေတယ်လို့ကိုယုံကြည်နေတဲ့သူဖြစ်ပါတယ်သူတို့ညီကိုစကားပြောနေတော့မှပဲပြိုင်ကားအတင်းတစ်ခုရဲ့စပွန်ဆာ Energy Drink စီးပွားရေးတမ Max ဆိုသူရောက်လာပြီး Clyde ရဲ့လက်အတုကိုလောင်ပြောင်ပါတော့တယ်။ Jimmy လည်းတီးမခံနိုင်ပဲ Max ရဲ့မျက်ခွက်ကိုစပွဲနဲ့ပစ်ဆောက်ပေးလိုက်တာကြောင့်ထထိုးကုန်ကြပါတယ်။ Clyde ကတော့အေးဆေးပဲအပြင်ထွက်သွားပြီး Max ရဲ့ကားကိုမီးပလင်းနဲ့ပစ်ပေါက်လိုက်ပါတယ်။ဒါကိုတီးသွားတဲ့ Max တို့တိုက်ကတော့ချက်ချင်းအပြင်ပြန်ထွက်လာပြီးဖုန်းတွေထုတ်ကဗီဒီယိုရိုက်ကြပါတယ်။ Jimmy လည်းနောက်ကလိုက်ထွက်လာကဗီဒီယိုရိုက်နေတဲ့ဖုန်းတွေကိုလူယူပြီးမီးထဲပစ်ထည့်ပေးလိုက်ပါတယ်ပြီးတော့ Clyde ပဲလှည့်ပြီးစကားတစ်လုံးပြောလိုက်ပါတယ်အဲ့ဒါကတော့ပန်းကိုဖီဆိုတာပဲဖြစ်ပါတယ်နောက်ဆုံးအကြိမ်ဒီစကားလုံးပြောခဲ့တုန်းကသူတို့တွေတခုခုကိုဖောက်ထွင်းခဲ့ကြပြီးအဲ့ဒီအမှုနဲ့ပဲ Clyde တယောက်ထောင်6လချခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဂျီမီကယူတွက်ရာကြပေမဲ့အရန်ပိုင်နိုင်တဲ့အစီအစဉ်တစ်ခုကိုချပြလိုက်ပါတယ်။သူအလုပ်လုပ်ခဲ့တဲ့ကားပြိုင်ကွင်းအောက်ကလေဖိအားတုံးပိုက်လိုင်းစနစ်အကြောင်း Clyde ကိုပြောပြလိုက်ပြီးအဲ့ဒီစနစ်ကဈေးဆိုင်တွေစီကနေပတ်စံတွေကိုမြေအောက်ပဟိုပတ်စံတိုက်တဲ့ဓာတ်ရိုက်စုပ်ယူတဲ့စနစ်ဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာပြင်ဆင်ရေးလုပ်နေတာဖြစ်လို့လုံခြုံရေးအာရုံခံကိရိယာတွေပိတ်ထားပါတယ်။ဂျီမီကဒါကိုအခွင့်ကောင်းယူဖို့ကြံနေခဲ့တာပါ။ဒီလိုနဲ့အစီအစဉ်ကိုအကောင့်ထဲပို့ဖို့ညီကိုနှစ်ယောက်စတင်အဖွဲ့ရပါတော့တယ်အဖွဲ့ထဲကိုကောင်းကောင်းကျန်းတဲ့သူတို့ညီမလေးမဲလီပါလာပေမဲ့မြေတိုက်ဖောက်ထွင်းရေးကျွမ်းကျင်သူကတော့လိုအပ်နေပါသေးရဲ့ဒါကြောင့်ဗန်ဖောက်ထွင်းမှုတွေနဲ့ပတ်သက်ပြီးနာမည်ကြီးရဲ့ဂျိုးဆိုတဲ့လူကိုဆက်တွေ့ဖို့လုပ်ကြပါတယ်ဒါပေမဲ့ဂျိုးကထောင်ကျနေတာဖြစ်လို့ညီကိုနှစ်ယောက်ထောင်ထဲအထိလိုက်သွားပြီးဂျိုးကိုစီယုံရေးဆင်းမာတော့တယ်ဂျိုးကတော့ထောင်ထွက်ရဖို့9လကြံနေတဲ့အပြင်ဖောက်ထွင်းမှုကို9ပတ်အတွင်းလုပ်မှာဖြစ်လို့မပြေနိုင်ကြောင်းပြောပါတယ်ဒါပေမဲ့ဆရာကြီးဂျီမီရဲ့အကြံအစီကဂျိုးကိုထောင်ထဲကနေခိုးထုတ်သွားပြီးအလုပ်ကိစ္စပြီးတာနဲ့ထောင်ဆောင်တွေမတိခင်ဂျိုးကိုထောင်ထဲပြန်ထည့်ကဝေစုကိုတော့ဂျိုးထောင်ကလွတ်လာတဲ့အချိန်မှာခွဲပေးသွားမှာဖြစ်ပါတယ်ဂျိုးကလည်းသူတို့အစီအစဉ်ကိုလက်ခံလိုက်ပေမဲ့သူ့ရဲ့တိတ်ကြက်မပြည့်တဲ့ညီအကိုနှစ်ယောက် Sam နဲ့ Fish ကိုပါခေါ်ဖို့ပြောပါတယ်အကြောင်းကတော့သူရမယ်ဝေစုကိုသူ့ညီကိုတွေစီတခါတည်းပေးထားချင်တာပါဒါကြောင့်ဂျီမီတို့လည်း Sam နဲ့ Fish ကိုသွားကအဖွဲထဲခေါ်လာခဲ့ပါတယ်အဲနောက်မှာတော့အစီအစဉ်အတိုင်း Clyde ကိုစတိုးဆိုင်တစ်ခုကိုကားနဲ့ဝင်ကျုံခိုင်းကဂျိုးရှိတဲ့ထောင်ထဲကိုဝင်ခိုင်းလိုက်ပါတယ်အချိန်ကျလာတဲ့အခါကျဂျိုးတို့နှစ်ယောက်ကထောင်စုပူမှုဖန်တီးပြီးနေခင်းကြောင်တောင်ထောင်ဖောက်ထွက်ကကားပြိုင်ကွင်းစီကိုမယ်လီရဲ့အကူအညီနဲ့တွားကြမှာဖြစ်ပါတယ်ဖောက်ထွင်းမှုပြီးရတဲ့ဂျိုးနဲ့ Clyde ကိုဘယ်သူမှမသိခင်ထောင်ထဲပြန်ထည့်မှာပါအစီအစဉ်ရတော့အရန်ဖိုင်းနေပါတယ်ကိုစီလိုအပ်တာတွေစတင်ပြင်ဆင်နေကြပြီဖြစ်ပြီးဂျီမီလည်းသူအလုပ်လုပ်ခဲ့တဲ့ site ကိုပြန်သွားက site မြေပုံကြီးကိုမလာခဲ့ပါတယ်ဒါပေမဲ့သူပြန်အထွက်မှာလုပ်ဖို့ကင်ဖက်နဲ့တွေ့ပြီးသူ့ရဲ့အဆိုအရာတမန်ရက်ထံအလောက်ကကြိုပြီးမှမို့လို့မကြခင်မှာ site လဲတိန်းတော့မှာဖြစ်ကြောင်းသိလိုက်ရပါတယ်ဒါကြောင့်မတက်တာတော့ပဲဂျီမီလည်းအစီအစဉ်ကိုတပတ်စောလုပ်ရတော့မှာဖြစ်ကြောင်း Clyde ကိုထောင်ဖုန်းကနေတဆင့်အကြောင်းကြားလိုက်ပါတယ်အဲနေ့ကတော့တခြားမဟုတ်ပဲတနစ်တာရဲ့အကြီးဆုံးကားပြိုင်ပွဲနေ့ပဲဖြစ်ပြီးတိုက်ဆိုင်ဂျီမီရဲ့တမီဆယ်ဒီလေးတချင်းဆိုပြိုင်ပွဲနေ့လည်းဖြစ်ပါတယ်ဒီလိုနဲ့လိုအပ်တာတွေပြင်ဆင်ပြီးကြချိန်မှာပြိုင်ပွဲနေ့ကိုရ
ရောက်လာခဲ့ပါပြီအဲ့နဲ့ထမင်းစားချိန်မှာဂျိုးတယောက်ဘုံပိုင်ရရည်တွေကိုကြိုးတောက်ထားကအဆောင်တွေရှေ့မှာထိုးအန်လိုက်တာကြောင့်ဂျိုးကိုဆေးပေးခန့်မှာခဏပို့ထားလိုက်ရပါတယ်တစ်ဖက်မှာမယ်လီကလည်းဆေဒီရဲ့ပြိုင်ပွဲကနေမူဒီရဲ့ကားကိုတက်မောင်းပြီးတက်စီဆိုင်တစ်ဆိုင်ကိုဥတီပြီးထွက်လာနေခဲ့ပါပြီမကြခင်မှာပဲဂျိုးကအင်တာအကြောင်းပြကခလိုက်နဲ့အတူကြိုတင်စီစဉ်ထားတဲ့အပေါက်တစ်ခုကနေထောင်ထဲကနေထွက်ပြေးလာကြပြီးထောင်ကိုပစ္စည်းလာပို့တဲ့ကားတစ်စီးရဲ့အောက်မှာခိုလိုက်လာကြပါတယ်ထောင်ဘက်မှာလည်းဂျိုးစီယုံထားတဲ့လူတစုကထောင်စုပူမှုကိုစတင်လိုက်ပါပြီထောင်မှုလည်းကိစ္စတွေထိမရမဖြစ်ခင်ထောင်အတွင်းမှာရှိတဲ့အခန်းတိုင်းကို lockdown ချပစ်လိုက်ပါတော့တယ်။ပြန်ကွင်းမှာလည်း Sam တို့ကမီးစက်ကိုဖောက်ခွဲပစ်လိုက်တာကြောင့်ဆိုင်တွေမှာကတ်တုံးမရပဲလက်ငင်းငွေချေစနစ်ကိုပဲတုံးရပါတော့တယ်။ဒီချိန်ထဲမှာပဲဂျိုးတို့လိုက်လာတဲ့ကားဟာဓာတ်ဆီဆိုင်မှာဝင်ရက်တာကြောင့်အတင်းဆောင်နေတဲ့မယ်လီရဲ့ကားပေါ်ကိုတက်ကပြန်ကွင်းစီထွက်လာခဲ့ကြပြီးဂျီမီကလည်းရောက်နေခဲ့ပြီဖြစ်ပါတယ်။အဲနောက်မှာတော့ဂျိုး Clyde နဲ့ဂျီမီတို့၃ယောက်ဆောင်ကြပြီး site ထဲကနေတစ်ဆင့်ပိုက်လိုင်းခန်းထဲကိုသွားကြပါတယ်။ဂျိုးကဝုံဝင်ဂျယ်လီစားနဲ့အယောင်ချွတ်ဆေးတွေတုံးကထိပ်ပန်နီးကျဘုံအသေးစားလေးတစ်ခုဖန်တီးလိုက်ပြီးပိုက်လိုင်းထဲကိုပြစ်ထက်ကမြေတိုက်စီသွားတဲ့လမ်းကြောင်းကိုဖောက်ခွဲပစ်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဖုံဆုပ်ဆက်ကြီးနဲ့ပတ်စံတွေကိုအောင်မြင်နဲ့အမိုက်အိတ်တွေထဲစုပ်ယူထည့်လိုက်နိုင်ကြပါတော့တယ်ကိစ္စတွေအကုန်အပြီးမှာဆမ်တို့ညီကိုကအမိုက်တမအယောင်ဆောင်ကပတ်စံတွေထည့်ထားတဲ့အမိုက်အိတ်တွေကိုတေထုတ်လာကြပြီးဂျိုးနဲ့ Clyde ကလည်းတစ်ဖက်ခွဲပြီးပြန်ထွက်လာကြပါတယ်ဒါပေမဲ့လမ်းမှာ Max နဲ့ Clyde တို့ပတ်ပင်းတိုးသွားပြီးClyde ကပဲ Max ကိုအရင်ဦးအောင်ဆော်လိုက်ကမယ်လီစီရောက်အောင်တွားလိုက်ပါတယ်ထောင်ဘက်မှာလည်းထောင်သားတစ်ယောက်ကမီးရှို့လိုက်တာကြောင့်ထောင်ဆောင်တွေလည်းမီးတက်စကန်ကိုခေါ်လိုက်ရပါတယ်ဂျိုးနဲ့ Clyde ကလည်းမီးတက်တမရောင်ဆောင်ကမီးတက်ကားနဲ့အတူလိုက်လာပြီးထောင်ထဲကိုတိတ်တဆိတ်ပြန်ဝင်လိုက်ကြပါတယ်အဲနောက်မှာတော့ဂျီမီတို့မောင်နှမနေရောက်ဆယ်ဒီလေးရဲ့ပြိုင်ပွဲစီကိုအချိန်မီရောက်လာခဲ့ကြပါတယ်ဆယ်ဒီကသူ့အဖေအကြိုက်ဆုံး umbrella တချင်းကိုဆိုနေခဲ့တာပါဂျီမီအတွက်တော့ဒါဟာဂျီနူးဆရာပါပဲဒါပေမဲ့သူယူးကြောင်လောက်ရက်တစ်ခုလှုပ်လိုက်ပါတယ်အဲ့ဒါကတော့ပတ်စံအိတ်တွေပါတဲ့ကားကိုစီဆိုင်တစ်ခုမှာရပ်ထားခဲ့ပြီးရေးကိုဖုန်းဆက်အကြောင်းကြားလိုက်တာပါပဲနောက်ရက်မှာတော့ FBI agent Sarah Sodu ကအမှုကိုကင်တွယ်ပြီးစတင်စုံစမ်းမှာတော့တယ် Max ကတော့မျက်မြင်တက်တဲ့အဖြစ်လိုဂန်ကြီးအကိုကိုတူမြင်တွေ့ခဲ့ကြောင်းထွက်ဆိုပါတယ်ဒါပေမဲ့သူ့စကားကိုထောက်ခံပေးနိုင်တဲ့သူဘယ်သူမှမရှိနေခဲ့ပါဘူး Sarah လည်းထောင်ကိုတွားပြီးစုံစမ်းခဲ့ပေမဲ့ထောင်မှုကတော့အဲ့နေ့ကထောင်မှာ everything fine လို့ငင်းလိုက်တဲ့အပြင် Jimmy ကပါအလီပိုင်ကောင်းကောင်းရှိနေတာကြောင့်အမှုကွင်းဆက်ပြတ်သွားခဲ့ပါတယ်ပတ်စံတွေလည်းမပါတော့ပဲပြန်ရလိုက်ပြီးအမခံကပါယိုကျေးရလိုက်တာကြောင့်JAB အမှုကိုပေးလိုက်ပါတော့တယ်ဒါဟာဇလန်းအဆုံးတက်လားဆိုတော့မဟုတ်သေးပါဘူး6လအကြာမှာဂျိုးကသူ့ခြံထဲမှာပတ်စံတွေထည့်ထားတဲ့အမိုက်88ကိုရှာတွေ့ခဲ့ပြီးထောင်ဆူအောင်လုပ်ပေးတဲ့အကျဉ်းသားလည်းပတ်စံတွေရခဲ့ပါတယ်တကယ်တမ်းကဂျီမီကလက်ကွက်တစ်ခုတုံးလိုက်တာဖြစ်ပါတယ်ပတ်စံပမာဏတချို့ကိုတမင်အံပေးလိုက်ပြီးကျန်တဲ့ပတ်စံတွေကိုအမိုက်ပုံမှာတွားဝက်ထားခဲ့ကအနောက်မှာတော့သူ့အတီအကူညီနဲ့အမိုက်ကန်ကနေညီအကိုနေရောက်ပတ်စံတွေကိုတွားပြန်ယူခဲ့တာပါအာမခံငွေချင်းနဲ့ပဲကျင်းနဲ့တွားမယ်ဆိုတာကိုသူကြိုသိနေခဲ့ပါတယ်ဇလန်းအဆုံးမှာတော့ဂျီမီကသူ့သမီးရဲ့အိမ်အတစ်နဲ့နီးတဲ့နေရာမှာအလုပ်ရသွားပြီးကျောင်းတုံးကရီးစားနဲ့လည်းပြန်တွဲကအားလုံးအတူတူ Clyde ရဲ့ဘားမှာပြန်ဆုံကြပါတယ်ဒါပေမဲ့တောင်းတနေရာမှာအမျိုးသမီးတယောက်ထိုင်နေခဲ့ပြီးသူက Clyde ကိုစကားဆကအတူတောက်နေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကတော့တခြားဘယ်သူမှမဟုတ်ပဲ FBI agent Sarah ပဲဖြစ်ပါတယ်